That was a target. တိတ်တော့မကောင်းတော့ငါ12ပွဲĐó là người bị gì à? ဒီပွဲမှာဖတ်တွင်းနဲ့အကျိတ်နဲ့စောပြမယ်ပွဲပေါ့ဟာဒီမှာအာလီပိုင်းအနေဘက်ကမင်းစစ်သားငါဘက်ကိုလာတိုက်ကြငါလည်း rapper ကို AC စားဖို့သူငါ group စားပြီး rapper ကိုစားဘက်လာတိုက်တယ်လာကြော်တယ်ဒီမှာလည်းထိုက်လာကြော်နေအကောင် scale 1 2 3လိုက်တာ flicker ပေးပြီးပတ်သွားတယ်မင်းနဲ့ရှောင်းနဲ့ဝင်မဲတာမင်းစစ်သားကို fat play ရတယ်အမှ second game ပဲမေးရထည့်ရတယ်ကွာဒီဘက်ကချောင်းတော့တွေးတားနေဝနဲ့အမှ hero key တော့ပြန်ပေးလိုက်ကိုဘက်ကမတ်စမန်ကိုတော့ကူတာနောက်ကျသွားတော့မတ်စမန်သေးသွားတယ်အနီဘက်ကမတ်စမန်လည်း flicker ပေးပြီး hero key ပြန်ရဒီမှာမေးရပါထိုးကိပြန်ပြီလေရီစမ်းချင်းအသွေးနဲ့နေဒီဘက်လည်းလာမယ်ဆိုတော့ငါတီးတော့အချုံနဲ့ဆောင်းမြေရီစမ်းချင်းတော့စကေး1 2 3နောက်ကောင်တစ်ခါလေးတည်မင်းစစ်သားငါစကေး1 2 3အကောင်ဖလီကာမရှိတာတီးတာနဲ့အမအဲ့ဒီမိတ်ကိုထောင်းချတာတစ်ခါလေးရှောအမထိုးပိုကိဒီမှာအနီဘက်ကမတ်စမန်ငါလာမဲတာမပြန်မဲပေးတာနဲ့အနီဘက်ကမတ်စမန်ကိုမထည့်ရတော့ထိုးပိုကိတိဖြစ်သွားပြီကွာဒီမှာမင်းရရမလားဆိုထပ်မဲတာငါသွေးနှမ်းနေအမရီစမ်းချင်းအဲ့ဒီထောက်တော့အမပတ်စစ်တစ်ချက်လိုက်တာနဲ့အမဟီတိုရှောင်းပြန်မဲအနီဘက်ကရီစမ်းချင်းနဲ့ပြန်ရတယ်ငါတို့ဘက်ကမေးရမင်းစစ်သားဟီရိုကိရမလားဆိုသွားတော့ဟီရိုကိမရအောင်ဒါပေမဲ့သူလည်းမသိပါဘူးအမကြီးကလောက်ကသွားပြီးတော့မှအဲ့ဒီတော့နှစ်ကောင်လုံးဟီရိုကိပြန်ရတယ်အနီဘက်ကမေးရပဲရောက်ချလာဒီမှာငါတက်ကိန်းတော့အနီဘက်ကရီစမ်းချင်းတက်လူကျင်အမဒိုင်းတော့အဲ့ဒီမိတ်လည်းထိဝါနဲ့ပြန်ပတ်သွားတယ်ငါဒီမှာတက်တော့ AC ပဲအဲ့အစမတား3ယောက်ကြာလဲဝင်ချလာတော့အကောင်တေးဒီမှာဗတဲ့ထပ်ပြစ်တည်တယ်အမစိုက်ခွာလိုက်ရှုပ်တာဟုတ်အနီဘက်ကမစ်စစ်သားစကေး1ဆွဲရတာအပတ်ကိုရောက်တော့အမရေးချင်းကြောင်ပြောက်ရောမစ်စစ်သားတေကန်နီးလေးကိုသူ့ပတ်စစ်ကသူ့ပြေသွားနေငါတေကန်နီးလေးမလိုအပ်သွေးလေးနဲ့ပဲတိုင်းတော့ကြလက်တော့ကျွတ်သွန်နေဖြစ်ပြောနီမီတာဝါထဲမှာတော့တေသွားစကေး2ကလိုက်ဝါဆိုတော့အမတေရောဘက်ကမစ်စစ်သားငါ့အမစတန်လာအချိန်လာဆွဲနေတာနဲ့အမရေးမစ်စစ်သားအောင်မဲအမဒီမိတ်တော့တခါရှောစိုက်ခွာအစမတာအောင်ဆိုတာငါသွေးနေဝါဆိုတော့ခဏပြန်ပတ်ပြီးတော့ပေါ်လင်းရခွက်ကိုတော့စားအမတိုင်းတော့တယောက်တည်းရှာတာငါသွေးအခွက်ကိုပြီးအောင်စားပြီးမှပြန်လာတာနဲ့စိုက်ခွာနဲ့စမတန်တဲ့ဒိုင်းဘောရှယ်လိုက်မဲနဲ့တွေ့တော့မှပြန်မဲတာနဲ့နှစ်ကောင်လို့ဟီရိုကိပြန်ရတယ်ကွာအောင်လေးမှကြောက်တော့ကွာတူပါစက်သူရှာတာကလောက်အဲ့ဒီကိုအနိဘက်ကမစမမသေးပါဘူးအမရီစမ်းချင်းလိုက်တာနဲ့ရှောင်းကန်တာနဲ့ရှောင်းအမရီစမ်းချင်းပတ်စင်နဲ့သေးပါအမအနိဘက်ကမစမတာဝါရဲဒီလမ်းလျှောက်ပြီးတော့ဝင်ကေးလိုက်တာသွေးနေတာဆိုတော့အမလည်းကဒီမှာဆိုတော့အနိဘက်ကစမတာကိုဘက်ကမေးကိုလိုက်မဲနေတွေ့တော့ကိုရဝင်ရှာအရှိရနေအမအဲ့ဒီမိတ်ထောက်တာနဲ့အမစတန်နဲ့3ကောင်ငါးကောင်စတန်အမအဲ့ဒီမိတ်3ချတခါရှော့စမတာတော့ငါအပေါ်လေးမှာပတ်စားနာဒီဘက်ကမိနဲ့တန်နေကိုဘက်ကမေးကိုလိုက်မဲနေတွေ့တော့မှသွားအမစတန်နေပြန်ပေးအမမစ်စတာ83နာဆိုငါစကေး2သုံးလို့မရအဲ့အကောင်စကေး1 scout ဆွဲတော့အမစကေး2သုံးလို့ရတယ်အမအဲ့ဒီမိတ်ရိုက်ရှာရတခါရှော့အမစမတာလည်းဝင်ရှာတယ်ကွာဒါပေမဲ့ငါလည်းသွေးမရှိရနဲ့ပြန်ပတ်ပြီးပြန်ရှာလို့အနောက်မှာရီစမ်းချင်းတွေ့တော့ငါလည်းပြန်ပတ်အမဒိုင်းမောတကောင်နဲ့ဟိုနဲ့မဲနေငါလည်းသွေးနဲ့တော့မကူဒိုင်းမဲ့ပစ်ထားတယ်ပြီးတော့မှသွေးပြန်ပြီးတော့တော့ကူရအမဒိုင်းမောရီစမ်းချင်းဟီရိုကိကေးသွားတယ်ကွာအမစမတာလည်းရတယ်အမရီစမ်းချင်းဟိုမှာအဲဒီက30မရှိဘူးမပတ်စစ်နဲ့ပဲရှာအကောင်ပြီးသွားတော့ workout ထောက်ပြီးပြလိုက်တဲ့ချက်ပြီးမှစကေး1နဲ့ကောက်တဲ့တခါတည်းတည်ရောကိုယ်ဘက်ကမင်းစတာလိုက်မဲနဲ့တွေ့တော့အမနေလိုက်မဲအကောင်အဲဒီထဲမှာဆိုတော့ကိုရစကေး2သုံးလို့မရတယ်ပေးနာနဲ့စကေး1သုံးအမရီစမ်းချင်းဝင်ရှာလာတော့ကိုယ်ဘက်ကမဲအဲဒီနဲ့တခါတည်းကျော်အမနေငါလည်းနှစ်ကောင်ကိုစတန်ပြီးတော့ထိန်းပြသွားတာနဲ့အမေရောစမတာကဟီရိုကိရတယ်အမမေကိုအရင်ရတယ်ကွာပြီးမှစမတာကတာဝါတိဝင်မဲတာနဲ့ကိုယ်ဘက်ကမေပဲထည့်ရအမတက်တဲ3ခါလုံးတော့ကိုယ်ပဲရတယ်ဒီမှာဆိုရီစမ်းချင်းအောင်တော့မဲတာရှောင်းသွင်းနေဝါးကြီးဆိုတော့အမအနီဘက်ကဂျပူးကစိုက်ခွာလိုက်မဲဖလီကာနဲ့လိုက်မဲတာအမလိုက်မဲကျင်ဆိုပြီးအဲ့ဒီ3ချတခါလေးရှောစမတာကပါပြေးလို့မလွတ်တော့မှကိုယ်တာဝါတိလိုက်ဝင်မဲသွေးတာဝါဖြစ်ခံမျိုးဝင်မဲအမရီစမ်းချင်းမှာကွာသွေးချော့ပြီးတော့ဒီဘက်ထဲမှာပတ်စစ်ပြန်စုပြီးတော့အမရီစမ်းချင်းရီလီလုံးတာနဲ့အမအဲ့စကေးတူ3မြောက်အမစတန်မြောက်အဲ့ဒီမိတ်တောင်းချတာတခါလေးတည်ရောဒီမှာမစ္စတာရဲ့အဲ့ဒီကကျငါ့ကိုကြောက်လန့်မြောက်ဆက်ဖြစ်တောင်းတာလွဲသွားတာစကေး1နဲ့လွဲအမကိုယ်ဘက်ကတာဝါထိရောဝင်မဲတာဒီဘက်က3ကောင်တော့ပြတ်သွားတယ်နဲ့ lock ကေးပြီးတော့ဒီမှာမက်စမန်ကိုအနီဘက်က3ကောင်ဝင်မဲတာကိုယ်ဘက်ကမက်စမန်စကေးတူတော့ပြီးတော့မှဟီရိုကေးပြတယ်မက်စမန်ပြင်အနီဘက်ကမေးသွားကြတော့ကွာကိုယ်ဘက်ကမေးအဲ့ဒီနဲ့တခါလေးပြတ်ဒီမှာလည်းရှော့အမစမတာဝင်ရှာလာတော့ကလောက်စကေးတူနဲ့ဗန်ရက်ခဏတော့ကလောက်ကပြန်မပြေဘူးရောပြန်ပြအနောက်မှာရီစမ်းချင်းရောက်ရှာလာတော့ရီစမ်းချင်းကိုကေးတာနဲ့ရီစမ်းချင်းမှာအဲ့ဒီလွဲတာရီစမ်းချင်းပြန်သေးရောအမမင်းနီးရကနေဒိုင်းဝါစကေးတူနဲ့မှာမင်းနီးမြလိုက်တော့အနီဘက်ကအကုန်ဝိုင်းရောဖြောင်းသွားဆိုတော့မှတာဝါရှိုးတလုံးကြီးကိုကြောက်လဲအမမရှိုးသေးမဲ့ရောကောအကုန်ပြအနီဘက်ကအကုန်လုံးပြန်ပေါ်နှစ်ကောင်ပြန်ပေါ်လာမှတာဝါ only ပဲဝင်ရှိုးပြလိုက်တယ်အဆုံးလေးကြည့်ပဲတွေ့တယ်ကျေးဇူးတင်ပါတယ်